စင်းရဲပေမဲ့စိတ်ထားဖြူစင်တဲ့မိန်းကလေးတစ်ယောက်နဲ့တိုင်းပြည်ရဲ့မင်းသားရဲ့ကံကြမ္မာဟိုးရှေတုန်းကအယမ်းဝေးရဲ့တောအုပ်ရဲ့တနေရာမှာမြူကိုးတွေကြားကရွာလေးတစ်ရွာရှိပါတယ်။ရွာရဲ့နာမည်ကနှင်းတောင်ရွာလို့ခေါ်ပါတယ်။အဲ့ဒီရွာလေးမှာအသက်24နှစ်အရွယ်ပန်းနုဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်။သူမဟာစင်းရဲနွမ်းပါပေမဲ့ရွာထဲမှာအလှဆုံးနဲ့အကျဉ်းနာဆုံးမိန်းကလေးတစ်ယောက်ရှိပါတယ်။ပန်းနုဟာတောထဲကိုသွားပြီးဟင်းသီးဟင်းရွက်တွေကိုသွားရှာလိရှိပါတယ်။တနေ့မှာတော့ဘရင်ကြီးရဲ့သားတော်မင်းသားတီဟောဟာတောအုပ်ကြီးတွေကိုဝင်သွားပြီးနှင်းတောင်ရွာရောက်ခါနီမှာအဲ့ဒီတောအုပ်ထဲမှာလမ်းပြောက်သွားပါတယ်။မင်းသားဟာမတော်တဆကြောင့်မင်းဘိုးကပြုတ်ကြပြီးဒဏ်ရာရနေပါတယ်။ပန်းနုကအဲ့ဒီတောနဲ့ထဲကိုဝင်လာရင်းနဲ့မင်းသားကိုတွေ့သွားခဲ့ပါတယ်။ပန်းနုဟာဒဏ်ရာရနေတဲ့လူဟာမင်းသားမှမသိပဲပန်းနုဟာဒဏ်ရာရနေတဲ့လူကိုဆေးဖြစ်တဲ့ဆေးရွက်တွေကိုယူပြီးလိမ်ပေးခဲ့ပါတယ်။လိမ်ပြီးတဲ့နောက်မှာဒဏ်ရာကမတတ်တာသေးတာကြောင့်မင်းသားကိုခေါ်ပြီးသူမရဲ့အိမ်ကိုခေါ်သွားပါတယ်။အိမ်မှာပြန်ရောက်တော့ပန်းနုဟာသူမရှိနေတဲ့ဆေးရွက်တွေကိုပေါင်းပြီးဆေးကုပေးခဲ့ပါတယ်။မင်းသားကသူ့ကိုယ်သူတာမန်စစ်တီတယောက်လိုပဲမူသားထုံပြီးမိတ်ဆက်ခဲ့ပါတယ်။ရက်အနှဲငယ်ကြာလာတော့ကုသပေးရင်းနဲ့သူတို့နှစ်ဦးကြားမှာတန်ရိုးစင်တွေစတင်အမြင့်တွယ်လာပါတယ်။မင်းသားဟာနန်းတော်ထဲမှာမရရှိဘူးတဲ့ရိုးသားတဲ့ချစ်ချင်းတရားကိုပန်းနုစီမှာမြင်တွေ့ခဲ့ရပါတယ်။တညမှာတော့ရွာရဲ့နတ်စင်ကြီးနာမှာပန်းနုကဆူတောင်းနေတော့နှင်းတောင်ဆောင်နတ်သမီးရိုးတရက်ပေါ်လာပါတယ်။နတ်သမီးကပန်းနုကိုပြောပါတယ်။မင်းရဲ့စိတ်ထားကောင်းမှုကြောင့်မင်းရှေ့ဆက်ရမယ်လမ်းဟာခက်ခဲပေမဲ့နောက်ဆုံးမှာတော့ကျဲပွင့်ကြီးလိုလင်းလိုက်လိမ့်မယ်လို့နတ်သမီးကသူ့ကိုပြောပါတယ်။ရက်အနှဲငယ်ကြတော့မင်းသားရဲ့တန်ရာတွေပျောက်ကင်းသွားပြီးအဲ့ဒီအချိန်ကနန်းတော်ကရဲမက်တွေမင်းသားကိုလိုက်ရှာနေတဲ့အခါမှာတော့အမှန်တရားပေါ်ပေါက်သွားပါတယ်။ပန်းနုဟာသူမပြုစုခဲ့သူမှာဘရင်ကြီးရဲ့သားတော်မှန်တီးလိုက်ရတဲ့အခါထိတ်လန့်သွားပါတယ်။မင်းသားဟာနန်းတော်ကိုမပြန်ခြင်းပေမဲ့နန်းတော်ထဲမှာလောက်ရမယ့်တာဝန်ကရှိနေလို့မပြန်မရတာကြောင့်မင်းသားကမပြန်ခင်မှာပန်းနုကိုပြောလိုက်ပါတယ်။ငါမင်းကိုပြန်လာခေါ်မယ်လို့ငါကတိပေးပါတယ်။ကတိပေးခဲ့ပြီးခွဲခွာသွားခဲ့ပါတယ်။မင်းသားထွက်ခွာသွားပြီးတဲ့နောက်မှာရွာသားတွေကပန်းနုရဲ့လူရက်တွေကိုမနာလိုတော့ကြောင့်ကဲ့ရဲ့ကြပါတယ်။မင်းသားကမင်းလိုဆင်းရဲသူမင်းသားကမင်းကိုပြန်လာခေါ်မှာမဟုတ်ဘူးလို့ပြောကြတယ်။ရွာသားတွေရဲ့စကားကပန်းနုရဲ့နှလုံးသားဟာကြေကွဲခဲ့ရပါတယ်။နန်းတော်မှာတော့ဘရင်ကြီးကမင်းသားကိုတခြားတိုင်းပြည်ကမင်းသမီးတစ်ပါးနဲ့လက်ထပ်ဖို့စီစဉ်နေပါတယ်။မင်းသားကသူချစ်တဲ့လူကိုရှိနေတာကြောင့်ဘရင်ကြီးရဲ့စကားကိုညှင်းဆန်ခဲ့ပါတယ်။ဘရင်ကြီးကအယိုင်းတော်ထားထပ်ပြီးတတိလစ်သွားပါတယ်။နတ်သမီးဟာပန်းနုရဲ့ဝမ်းနည်းမှုကိုမကြည့်ရတဲ့အတွက်ပန်းနုရဲ့အိမ်မက်ထဲမှာပေါ်လာပြီးနန်းတော်ကိုသွားဖို့အတွက်လမ်းညွှန်ပြသခဲ့ပါတယ်။ပန်းနုဟာညန်းတော်ရှိရာမြို့တော်ကိုခြေလင်းခီရီနဲ့စတင်ထွက်ခွာခဲ့ပါတယ်။လမ်းမှာဘေးအန္တရာယ်များစွာကြုံတွေ့ရပေမဲ့သူမရဲ့ချစ်ချင်းမြတ်တာကခွန်အားဖြစ်စေခဲ့ပါတယ်။မြို့တော်ကိုရောက်တဲ့အခါပန်းနုဟာနန်းတော်တွေကိုဝင်ခွင့်တောင်မရပဲအပြင်မှာစောင့်နေရပါတယ်။နန်းတော်ရဲ့အပြင်ဘက်တွေကလောင်ပြောင်မှုကိုလည်းခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာနန်းတော်ထဲမှာဘရင်ကြီးကအသေးအတန်ဖျားနာနေတယ်။ဘဲသမားတော်မှာကုလို့မရတဲ့အချိန်မှာနတ်သမီးကပန်းနုကိုတောင်ပေါ်ကဆေးမြစ်တစ်မျိုးပေးခဲ့တာကြောင့်ပန်းနုဟာအချိန်ကောင်းယူပြီးပန်းနုဟာမကြောက်မရွံ့ပဲဘရင်ကြီးကိုဆေးကူပေးဖို့ခွင့်တောင်းခဲ့ပါတယ်။ပန်းနုဟာနန်းတော်ထဲကိုဝင်ခွင့်ရလိုက်ပြီးဘရင်ကြီးစီကိုချက်ချင်းသွားပါတယ်။ပန်းနုဟာဘရင်ရှိမှသွားပြီးနတ်သမီးကသူမကိုပေးလိုက်တဲ့ဆေးဟာအိုးထဲကိုပြုတ်ပြီးဘရင်ကြီးကိုတောက်ခိုင်းလိုက်ပါတယ်။ဘရင်ကြီးကအဲ့ဒီဆေးကိုတောက်ပြီးသားနဲ့ဖျားနာနေတာပျောက်ကင်းသွားပြီးသူမပေးတဲ့ဆေးဟာဘရင်ကြီးကိုအကုန်ရှင်းပြပါတယ်။ဘရင်ကြီးအံ့ဩသွားပါတယ်။ဘရင်ကြီးဟာပန်းနုရဲ့စိတ်ထားနဲ့အရေးချင်းကိုမြင်သွားရဲ့အခါမိမရဲ့ရွေးချယ်မှုဟာမှန်ကန်ကြောင်လက်ခံလိုက်ပါတယ်။စင်းရဲတဲ့ကျေးလက်ရွာသူပန်းနုဟာအခုတော့တိုင်းပြည်ရဲ့ဘရင်မဖြစ်လာပြီးတတိုင်းပြည်လုံးပျော်ပွဲရွှင်ပွဲတွေကျင်းပကြပါတယ်။သူတို့နှစ်ဦးဟာနင်းနောင်ရွာလေးကိုပြန်သွားပြီးရွာသားတွေကိုတက်နိုင်တဲ့လောက်ကိုကူညီခဲ့ကြပါတယ်။သူတို့နှစ်ယောက်ရဲ့အချစ်ဟာဘာမှတားဆီးလို့မရအောင်ကိုခိုင်မာပါတယ်။ကံကြမ္မာကစစ်မှန်တဲ့ချစ်ချင်းနဲ့စိတ်ထားကောင်းမှုကြောင့်ပန်းနုနဲ့မင်းသားလေးဟာထာဝရပျော်ရွှင်စွာပေါင်းသင်းသွားကြပါတော့တယ်။